안녕하세요, 여러분. 아칸 리사니의 바드웨이버요. 뭔가 정보 강세가 비트인 가구. 비트인 소리 누가 모이자스가 로보너 베알라레 소리 아마 미야레 여러분은 미야레 비트인 소라고ပြောတာ 여러분. 비트인ရဲ့အဓိပ္ပာယ်여러분은 သိပြီးသားလို့တော့ထင်တာပဲပေါ့နော်ဒီအိမ်အတွင်းထဲမှာတခါတွဲပါတဲ့ပစ္စည်းပြိဘောကတွေ built in furniture လို့ခေါ်ကြတာဆိုရင်เนาะမြန်မာလိုကတော့ပြန်ရတာနည်းနည်းထားပဲအဲ့တော့ built in ကို built in လို့ပဲပြောလိုက်မယ်ကာကူကတော့အရင်ကတည်းကတည်တဲ့ meaning ပြိဘောကကိုပြောတာနောက်တော့ built in ကာကူဆိုတာ built in furniture built in ပြိဘောကတွေအခန်းထဲမှာ sorry အိမ်ထဲမှာသူအိမ်ဝင်လိုက်ပြီဆိုလို့ရှိရင်တွဲရပါနေတဲ့ပြိဘောကတွေကို built in လို့ခေါ်တာပေါ့နော်ဒီဘက်ကဆိုအရင်ခေတ်စားတဲ့ဒီဥစ္စာတွေမြန်မာနိုင်ငံမှာလေခေတ်တော့ပထမအဆုံးစာပိုက်စားကြည့်အောင်ပထမအဆုံးစာပိုက်ကနည်းနည်းကြီးကြီးလေးဆိုတော့ဘယ်လိုလဲကြည့်ရအဆင်ပြေမယ်ထင်တယ်နော်အဲ့တော့ between ကကိုနော် be in pre ဘောကတော့တဲ့ဂျူထက်ကီနာဂျူထက်ဆိုတာလုံချင်းအိမ်ကိုပြောတာရတော့ပေါ့လုံချင်းအိမ်တိုးမဟုတ်ဂွန်နူးတယ်ဂွန်နူးကအစအဦးတွေကိုပြောတာအစအဦးတွေရဲ့ထွကြောင်းဟန်ရှိတဲ့ထွကြောင်းဟာတာနေလာရတော့ပေါ့အရင်ဆုံးထွကြောင်းဟာတာသိရမယ်ထွကြောင်းဟာတာရဲ့အဓိပ္ပာယ်ကတိကျသည်ဆိုတဲ့အဓိပ္ပာယ်တိကျတဲ့နေရာမျိုးပေါ့နော်ထွကြောင်းရဲ့ကိုတေးသေးချာချာသတ်မှတ်ထားတဲ့ရှိလဲကုန်ကန်ရှိလေအတန်ထွက်နေလို့မထွက်လေလို့ထင်မယ်ရတော့ပေါ့နားနဲ့လားနဲ့တွေ့ရင်လားတန်ပြောင်းမယ်နောင်နော်အဲ့တော့ရှိလေဆိုအခန်းတွင်ဂုံကန်းစွာ space နေရာကိုပြောတာတေးသေးချာချာသတ်မှတ်ထားတဲ့အခန်းတွင်နေရာမှာတဲ့တက်ရဲ့အဓိပ္ပာယ်ကလေတခါတဲ့ကွက်တီဆိုတဲ့ပုံစံမျိုးအဓိပ္ပာယ်ရှိရတော့ဘူးအဲ့တော့တက်မကဲဆိုကွက်တီကိုက်ညီနေအောင်မှန်နေအောင်ဆိုတဲ့အဓိပ္ပာယ်ဒီတက်ဆိုတာလေရောဘုလို့နိုးရီမှာတော့ခဏခဏကြားဘူးမှာအော်ရောဘုလို့ Gangnam Style ကြည့်ရမလား Oppa Gangnam Style အဲ့ဒါကိုလေသူတို့နောက်တဲ့ version တစ်မျိုးနဲ့ဆိုတာရှိတယ် Oppa Tak Next Time ဆိုပြီးတော့ PSY နဲ့ဆိုင်နဲ့ပြောင်းလာနဲ့ဆိုထားတာရောပေါ့တချင်းကောင်းစင်အောင် Oppa Tak Next Time ဆိုပြီးတော့ဆိုထားတာနားထောင်ကြည့်နော်အဲ့ဒီမှာ Tak ဆိုတာ Tak ရဲ့ဒီဘက်ကနေ quality လို့ပြောတာအဲ့တော့ tag မှာကဲဆို quality ကိုက်ညီနေအောင်ဂျဲကြသွဲရောဂျဲကြသွဲတာဒါလည်းတည်ပြီးတယ်ရောပေါ့ထုတ်လုပ်တာပေါ့မန်ဒတာနဲ့တူရလို့ပြောပြီเนาะအဲ့တော့ထုတ်လုပ်ပြီးတော့မှလေချမ်းသွဲတော့လေချမ်းသွဲတာကရောပေါ့သူကထည့်သွင်းထားသည်ဆိုတဲ့တည်ပဲမျိုးဥမာတို့အခုဆိုလို့ရှိရင်ဖုန်း 70 Pro Max တွေထွက်လာဆိုရင်70 Pro Max မှာကင်မရာ3လုံးထည့်သွင်းထားတယ်ဆိုလို့ရှိရင်လေချမ်းသွဲတာဟော iPhone ရဲ့70 Pro Max ဖုန်းကတော့ပေါ့နော်ကင်မရာက 10K နေချမ်းသွင်းနေတာတုံးလုံးထည့်သွင်းထားတယ်ထည့်သွင်းသက်ဆင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်က pay in ကာကူတွေက sorry between in ကာကူလို့ဆိုတာဒီ pay in pre ပေါ်ကားတွေကတော့လုံချင်းအိမ်ဒါမှမဟုတ်လို့ရှိရင်အဆောက်အဦတွေရဲ့တိကျကျသတ်မှတ်ထားတဲ့အခန်းတွင်းနေရာမှာကွက်တိကိုက်ညီအောင်ထုတ်လုပ်ပြီးတော့မှတက်ဆင်ထားတော့ထည့်သွင်းသက်ဆင်ထားတော့ဘူပါကီကာကူဘူပါကီပါကူဆိုတာဘာလဲဆိုတော့ between ကာကူရဲ့ရောပေါ့ between ကိုကိုရီးယားလိုပြန်ပြောရင်ဘူပါကီလို့ခေါ်တာပေါ့နော်ဘူပါကီဆိုတော့ဒါထည့်သွင်းသက်ဆင်ထားတဲ့ပြပေါ်ကပြောတာပဲရူမဟာမီတာဆိုဆိုလိုတယ်လို့ပြောတာbetween ကဆိုတာဘာလဲဆိုတာသူပြန်ရှင်းပြတာဒါလားဆို within pre ဘောကတွေကဘာလဲနားလည်လာပြီလို့ထင်နေပေါ့နော်အဲ့တော့ဒီမှာရှင်းပြထားသေးရဲ့နောက်ထပ်ဥကျန်ဆိုတာအဝိဘီလိုနော်အဝိဘီလိုအဝိစင်စုနာဂျမ်ဆိုတာရောတော့ဘီလိုလေးတွေပဲဘီလိုမှလေသူကလေအဝိဘီလိုလို့အမြင့်နေမဟုတ်ဘဲနဲ့ခါတွဲလောက်ရှိရဲ့ဘီလိုလေးဒီလားလူခါစားတော့ပဲရှိရဲ့ဘီလိုအပုလေးပေါ့ဘီလိုပုလေးတွေစုနာဂျမ်တကယ်ကျတော့ပစ္စည်းသိမ်းတဲ့ဘီလိုတေးတေးလေးတွေကိုပြောတာနော်နောက်တစ်ခါဂျန်ရှိဂျန်ကကြာတော့လေ display counter လိုမျိုးတွေတို့အရင်ခေတ်တုန်းကဒီမှာဆို showcase လို့ခေါ်ကြတယ်မြင်ဘူးလားမသိဘူးတချို့အိမ်တွေဆိုလို့ရှိရင်လေအလှပေါ့နော်อืมပစ္စည်းကိုအလှဆင်ပြီးတင်ထားတာပဲအဓိကပန်းအိုးလေးတွေရှေးဟောင်းပစ္စည်းလေးတွေနောက်အရန်ဝယ်ရခက်တဲ့ရှားပါအယုတ်ကလေးတွေအဲ့လိုမျိုးပေါ့နော်နောက်ဈေးရမ်းကြီးတဲ့နိုင်ငံခြားပြန်ပစ္စည်းတွေအဲ့လိုမျိုးအိမ်တွေရဲ့အိမ်ကနေမှာထားတဲ့စင်ကိုဂျန်ရှိဂျန်လို့ခေါ်ရရောတော့တို့ကတော့ showcase လို့ခေါ်တယ်နောက်တော့အိုဂျန်အဝိစင်ဝီပြီးတော့ဆူနာဂျန်ပြီးတော့အပူတွေပစ္စည်းသိမ်းတဲ့ဘီလိုပဲเนาะအဖွင့်ပိတ်တကားလုပ်တဲ့ဘီလိုပုံစံပဲအပူလေးနောက်ဂျန်ရှိဂျန်ခင်းညာ showcase လို့ပြောလို့ရတယ်ပစ္စည်းတင်တဲ့စင်ပေါ့နော်နောက်ချက်ကျန်းကစာအုပ်စင်ဒငီစားတီတို့ကကျူတို့အများအဖြစ် between လို့ bit in အနေဖြင့်စော်ချီသွင်းနေတာစော်ချီတွေ့တာရဲ့အဓိပ္ပာယ်တက်စင်တာပဲရောတော့ပေါ့ bit in အနေနဲ့တက်ဆင်ထားတယ်အဲဒီဘက်ကမှာဆိုလို့ရှိရင်ဒီ ocean နေစုနဲ့ဂျမ်မျိုးကတီးတန့်အိမ်ဆောက်ပြီးပြီဆိုလို့ရှိရင်ဝယ်ထည့်စရာမလိုတော့ပဲねအိမ်ဆောက်ကလေးကတခါတွဲရက်ပါပြီးသားအဲ့ဒါကိုပြောချင်တာတော့ပေါ့ဘေးထွင်းကားကနော်ပြီးရင် pre ဘော်ကားတွေကတော့စာယုံကြာအသုံးပြုသူရဲ့ချွေဟန်းဆိုတာအကြိုက်ကိုပြောတာ그 오빠는 내 취향이 아니야.
အဲ့ကိုကတော့ငါအကြိုက်ပုံစံမဟုတ်ငါကြိုက်တဲ့ပုံစံမဟုတ်ချွေရမ်းဆိုကိုကြိုက်နှစ်သက်တဲ့ပုံစံကိုပြောရတော့ချက်ချင်ချက်လို့ရတယ်နော်그 사람은 내 취향이 아니야. 이리와 nga jai ma hou bu, ngaပုံစံမဟုတ်ဘူးဒါမျိုးပြောတာချွေးရင်အကြိုက်ကြိုက်နေတဲ့ပုံစံပေါ့နော်အဲ့တော့အသုံးပြုသူရဲ့အကြိုက်နဲ့ဂုံကန်းနဲ့ဂုံကန်းဆိုတာ space ကိုပြောတာနေရာတွေရဲ့ထွက်ချင်းငယ်ထွက်ချင်းဆိုတာထူခြားမှုပေါ့ဒီနေရာဘယ်လိုယူထားရဘယ်လိုထူးခြားမှုတွေနဲ့မှာချူော်ကိုက်ညီပြီးတော့မှာစောကဲတွေကြီးတယ်မလဲစောကဲတွေတာဖွဲ့စည်းထားတာကိုပြောရရောပေါ့ဖွဲ့စည်းထားခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဂုံကန်းနော်ဒီနေရာကိုဟိုယူကြော်ကလို့အကျိုးရှိစွာနဲ့ဝါယောဟိုင်းဆိုอีกအသုံးပြုနိုင်အောင်ဟဲကျွန်းတာနော်လုတ်ပေးနေဆိုတဲ့ဂျမ်ဂျုံမီစနေတာဂျမ်ဂျုံခဏခဏတွေ့ရတယ်အာတာချက်ပေါ့ရောပေါ့အာတာချက်ရှိတယ်ဟိုယူကြော်ကလို့ဟိုယူကိုတင်ညာရောဟိုယူရဲ့တွေပဲကောင်းကျိုးကိုပြောတာနော်အဲ့တော့ကောင်းကျိုးရှိစွာအကျိုးရှိစွာနဲ့ဝါယောဟာတာအသုံးချသည်အဲဆိုလို့ရှိရင်ဘေးကာကူတွေဒီဘေးပရိပေါ်ကားတွေဒီအသုံးပြုတဲ့လူတွေရဲ့အကြိုက်နဲ့နေရာတွေရဲ့ထူးခြားချက်တွေနဲ့ကိုက်ညီပြီးတော့မှပုံစံဖွဲ့စည်းထားတာချင်းဖြစ်တဲ့အတွက်ကြောင့်မလို့နေရာတွေကိုအကျိုးရှိရှိနဲ့အသုံးပြုနိုင်အောင်လုပ်ပြီးရဆိုရဲအတချက်ရှိတယ်또한ဒါအပြင်ထို့အပြင်ပြောကိနာဘာသာကပြောနေရန်ပြောရရောပေါ့နော်ပြောနေရန်ဘာသာကျမ်းပြင်နေရန်သို့မဟုတ်ကျမ်းပြင်မှာလေကိုကျုံးသွဲရောဤဆိုကိုကျုံးသွဲတာခဏခဏတွေရောဘလို့ဟိုးရှိမှာလေမလောက်အောင် fish ဖြစ်အောင်တက်ဆင်ထားရဲဆိုတဲ့အတိတ်ပဲကိုကျုံးသွဲရောဤတာဆိုအဲ့လိုမျိုးအသေးတက်ဆင်ထားတာပေါ့တော့ပေါ့အသေးတက်ဆင်ထားခြင်းဖြစ်လို့ even ကာကုကိုဒါရိုးရိုး even ရဲ့အတိတ်ပဲရိုးရိုးတာမယ်ရိုးရိုးတာမယ်ကာကုကိုဒါပြိဘောကတွေထက်ဂျုံကိုဟာကိုခိုင်ခန့်ပြီးဂျုံကိုဟာသားဆိုတဲ့ဘက်ကလာရတော့ပေါ့ခိုင်ခန့်နေတည်ငြိမ်နေဆိုတဲ့အတိတ်ပဲခိုင်ခန့်ပြီးတော့မှအန်ကျုံကျုံကင်မိတာ safe ဖြစ်ပါတယ်လုံခြုံစိတ်ချရပါတယ်ဆိုလိုတာလဲသွားမှာလားเนาะဒီလိုလဲသွားနိုင်လားဒီလိုမျိုးအဲ့ဒီမရှိဘာလို့လဲဆိုတော့တခါတည်းနေရန်နေပိုင်းနဲ့တွဲပြီးတော့မှအသေးတက်ဆင်ထားတာဖြစ်တဲ့အတွက်ကြောင့်အရှင်မဟုတ်ဘူးပေါ့ရောပေါ့ဒါအောင်ပြောချင်တာအဲ့ဒါပထမပိုင်းနားမလဲอ่ะမရှိတော့တော့ဘူးလို့ထင်တယ်เนาะနောက်ဒုတိယပိုင်းဆက်ကြည့်အောင်ခုတော့နာဒါပေမဲ့ between ကကိုနော်ပြီးရင် pre ဘောကတွေကတော့ sol chi wa chol chol ko sol chi အင်းလို့ sol chi ကိုပြောမယ် sol chi ကရောဘလို့အပေါ်မှာမြင်ခဲ့ဘူးလေ sol chi တွေ့တာလို့ပဲတက်ဆင်ခြင်းဆိုတဲ့ဒီမှာတော့ noun ပတ်တန်နဲ့သုံးထားရဲပေါ့နော်တက်ဆင်ခြင်းနဲ့ chol ကိုဖြုတ်တာပြောတာရောပေါ့ဖြုတ်တာတက်ဆင်ခြင်းနဲ့ဖြုတ်ခြင်းတွေမှာဘီယုံကြီးမာနီတူကိုဘီယုံပုံကြစိတ်တွေကနော်ကုန်ကြစရိတ်တွေကမာနီတူကိုအများကြီးကုန်တယ်ဒီတူကဒီနေရာမှာဘီယုံကြီးတို့တာတွဲရဲချက်ပြီးတော့ပေါ့ဒီရုံးတစ်လုံးလေးဆိုရင်တော့ကုန်ကြစရိတ်ကုန်ကြစရိတ်ရှိတယ်ကုန်ကြစရိတ်ဒီများတယ်ဆိုလို့ရှိရင်ဘီယုံကြီးတို့သာပြီးသုံးတယ်ရောမှာဒီလိုတွဲချက်ပြီးတာကောက်ဘီယုံကြီးတို့သာကုန်ကြသည်ပေါ့အဲ့တော့ဘီယုံကြီးမာလီတို့ကိုအများကြီးကုန်ကြပြီးတော့မှ design trend က design က design ပြီးတော့ trend က trend ပဲဘယ်လိုပြောရမလဲညီမလို့ဆိုလို့ရှိရင်ခေတ်စားနေတာကိုပြောချင်တာအဲ့တော့ကို design trend ဆိုတာခေတ်စားနေတဲ့ design တွေကဘာကြီးကောနာပြောင်းလဲသွားတာပဲဖြစ်ဖြစ်ဒေါ်ကြီးဆန်ဒီထက်ပိုပြီးတော့မှဟိုချုပ်ကိုချက်မညို့ဒေါ်ကြီးဆန်ဒီထက်ပိုပြီးတော့ဖီလျိုဟာကြီးအာနာတို့မလိုအပ်လဲပဲရှိကဲအလွယ်တကူဂျိုချဲဟာကောနာဂျိုချဲဟာသားနေလာရတော့ဂျိုချဲဟာသားရဲ့အတိပ္ပယ်ကလဲလေဒီနော်ရိုးချဲဟာကောနာလဲလဲတာပဲဖြစ်ဖြစ်မကြိုက်လို့အစားထိုးလဲလဲတာကိုပြောရတော့ဗောလဲလဲတာပဲဖြစ်ဖြစ်နောက်တစ်ခါချောကောဟာကြီးဖြုတ်ချင်းကအော်လျပ်တာနော်ခက်တယ်ဆိုတဲ့တန်ကြုံကြီးစနေတာအားနေချက်လေးရှိရဲ့အပေါ်မှာအားသာချက်ပါခဲ့တယ်အားနေချက်ကဘာလဲဆိုလို့ရှိရင်ဒီကောင်တွေကတက်ဆင်ရတာတွေဒါမှမဟုတ်ရှင်ဖြုတ်တဲ့နေရာတွေမှာကုန်ကျစရိတ်အရန်များတယ်နောက်တစ်ခါကိုအိမ်ကပစ္စည်းတွေကိုဒီဇိုင်းကဓာတ်ရောက်သွားပြီအသစ်ပြန်လဲခြင်းတယ်အဲ့လိုမျိုးအနေထားတွေမှာဆိုလို့ရှိရင်ခက်ခဲတယ်ဒီလိုမျိုးအားနည်းချက်တွေရှိပါတယ်တဲ့နော်โอเคနောက်တစ်ပိုင်းဆက်ကြည့်အောင်ဒီမှာဆိုလို့ရှိရင်ဒါ bit in မယ်ရောဘယ်လိုလားတန်းစီပြီးတော့နေရနဲ့ကပ်ပြီးတော့လုပ်ထားတာအဲ့ဒါ bit in မယ်ရောပေါ့မှန်တယ်မျိုးကျွန်တော်တို့ကြိုက်တယ်ကျွန်တော်တို့ကြိုက်တယ်နောက်တစ်ခုကအီရောဟန်တန်ကြောမဲတို့ဘူးကူဟာကိုအီရောဟန်ဒီလိုမျိုးတန်ကြောမဲတို့အာနေချက်နော်အားနေချက်မှာလေဒီနေရာကအဲဘူးကူဟာတာမီယာနေကိုတို့ဒီလိုပေါ့နော်အဲဘူးကူဟာတာတကောင်က grammar ရောပေါ့ noun plus အဲဘူးကူဟာတာသူကကျတော့ရောတို့သိရ grammar တခုသူကကတ်ထဲထားတာ label ဆိုတဲ့ grammar ပေါ့မူရင်း grammar ဒီဥစ္စာရောပေါ့ဘူးကူဟာတာဒီ grammar ရောပေါ့ noun ဖြစ်ယုံတာပဲဆိုတဲ့အဓိပ္ပာယ် noun ပဲဖြစ်ပါတယ် noun ဖြစ်ယုံတာပဲလို့ပြောချင်တာဒါကလေခဏခဏကိုရီးယားတွေလက်သုံးစကားလေးရှိတယ်ဘာလဲဆိုလို့ရှိရင်နိုင်နော်숫자에 몰고 하다. 아,
나이는 나이 아따고 벼라 여러분 꼬의 아따 유에가로래 숫자 깽게는 피요마베 다 오벼 여러분 နော်အသက်ဆိုကင်းကင်းနဲ့ဖြစ်ုံပဲအသက်ကြီးရဲ့လူတွေပြောတဲ့စကားပဲရောပေါ့အသက်ကြီးရဲ့လူတွေဒီစကားအရင်ပြောရနော်နိုင်နော်စုကြရဲ့ဘူးကူဟာတာအဲ့ဘူးကူဟာတာရဲ့ဒီsorry အဲ့ဘူးကူဟာတာတော့ grammar လေးပေါ့နော်နောင်ဖြစ်ုံမျှတာပဲဆိုတဲ့အဓိပ္ပာယ်လေးရှိရတော့မှာအဲ့တော့ဒီတော့ဟဲ့တန်ကြောမဲလို့ဘူးကူဟာတော့အဲ့တော့တူကလေးပဲအဲ့တော့ဒီလိုမျိုးအားနည်းချက်တွေဖြစ်အားနည်းချက်ကအားနည်းချက်ဖြစ်တယ်ဆိုတော့ညားလေဒီလိုပြောချင်တာ고분지의 배짱인 가고는 고분지서 예두이니 고에 대비해 여러분 하나하나 한자마 높다 소리 리베시로 벼고요 푼수아 피시 제 푼노 말하면 푼고 벼 여러분 질가다로 꽈래디 예두이라 고분지서 예두이니 피시리에 between 가고는 be in pre-bo가리가로 실내 인테리어와 실내에서 아칸의 인테리어서 잉글리시 인테리어로 벼라 아칸의 알라시진 뭐 နော်ဒီလိုမျိုးအခန်းတွေအလှဆင်ခြင်းနဲ့ဂျိုးဝါတို့ဤတို့မျိုးဂျိုးဝါတို့ဤတို့တာဆိုတဲ့ဘက်ကလာရောပေါ့ဂျိုးဝါတို့ဤတို့တာဟောဒီဂျိုးဝါတို့ဤတို့တာလိုက်ဖက်ညီတာကိုပြောရတော့ပေါ့လိုက်ဖက်ညီတာလိုက်ဖက်ညီပြီးဒီနေ့ကမျိုးကလေသူအစာရေးသားကြမှာပြီးဆိုတဲ့အတိတ်ပဲကိုနဲ့တူတူပဲเนาะအဲ့တော့ဂျိုးဝါတို့ဤတို့မျိုးလိုက်ရောညီတွေရှိပြီsorry လိုက်ဖက်ညီလာပြီးတော့မှာတဲ့ကိုင်ကွန်မာကိုတက်ရက်ပြီးတေးတက်တက်ရက်ဒီကိုင်ကွန်မာသာချက်ဖို့ငယ်လို့ထင်တယ်현대적인 느낌은 현대적이다 현대ယနေ့ခေတ်ကိုပြောတာ현대 중에서ယနေ့ခေတ်ဆိုတော့ modern ကြတာပြောတာခေတ်ဆန်တာခေတ်မီတာခေတ်မီတဲ့ 느낌을 주기 때문에 feeling တွေကိုပေးတယ်ဆိုတော့ခေတ်မီတဲ့ပုံစံမျိုး vibe ကိုဒီလိုမျိုး vibe ပေးတဲ့အတွက်ကြောင့်မလို့တော့ပို၍ပိုပြီးအင်ကြီးကမာနကြီးကို있습니다လူကြိုက်များလာလေးရရှိပါတယ်အားနည်းချက်ရှိတယ်အားနည်းချက်ကလည်းအားနည်းချက်လေးဖြစ်ုံတာပဲဒါပေမဲ့အရေးသွေးမြင့်တဲ့ pre ဘောကဒီလိုမျိုး be in pre ဘောကတွေကအခန်းတွေအလှစီစဉ်နဲ့လုံးဝလိုက်ရောညီထွေရှိပြီးတော့မှတက်ရရှိတဲ့ခေတ်ဆန်တဲ့ခေတ်မီတဲ့ vibe တွေကိုပေးရတဲ့ကြောင့်မလို့ပို့ပြီးတော့မှလူကြိုက်များလာပါတယ်ဒါကိုပြောပါရတော့ပါ최근에 레트로마 지온 배야라는 소리 여러분 짓다 노래 바가라 여러분 짓다 싸우기 소리 짓다 싸다가 누가 안에 뒤에ချိန်မှာ 싸다 ပြုတ်သွားတာအဲ့လိုကြည်အောင်စောက်ထားခဲ့တော့အခုလည်းလောမှာစောက်ထားတော့စောက်ခဲ့တော့အဖတ်ရဲ့တိုက်ခန်းနေမှာ Google Stop တာ advance ပေါ့အဆင့်တန်းမြင်တာအဆင့်တန်းမြင်ပြီးတော့မှရှင်းရုံကြော်ကလက်တွေ့အတော့ဟိုပါပေါ့ဘယ်လိုပြောရမလဲအတုံးဝင်တော့ဘေးထွင်းကာကူကပြီးရင်ပရီဘော်ဂါတွေကမာနီစောချီသွဲကိုရင်တော့အများကြီးတက်စင်လေးရဲ့ရှိနေတဲ့အရာကလည်းပဲဤတဲမှုနေပြီလားဒါကြောင့်ဖြစ်တယ်ဆိုတော့အပေါ်ကဒီလိုမျိုး vibe တွေကိုပေးတာအခန်းတွင်းနဲ့လိုက်ရောညီတွေsorry လိုက်ပဲညီတယ်တိတ်ရက်တယ်ခေတ်ဆန်တယ်ဒီလိုမျိုးအချက်တွေကြောင့်မို့လို့ဒီအခန်းတိုက်ခန်းနေမှာတော့မှຢာတွေမျိုးတွေကိုအရင်အသုံးပြုတယ်ပေါ့အဲ့ဒါကိုပြောချင်တာရောပါ또한 또ပြင်ထတို့အပြင်ထအပြင်미안해요. 다 bien 토어 bien. 최근에는 레트로마 가로 가구 뿐만 아니라 가구 프리버가 뿐만 아니라가 따마가 때마가 그라마에 두아나 레트로마 가로 프리버가 리다마가 에어컨이 전기 오면 리에스 미고 식기 세척기 디가가 백한세사 고뼈 여러분 떼이노 지하고 너 백연세자 등의 사리로의 가전 제품도 애도 디 electronic PCတွေကိုလည်းပဲ between လို့ be in အနေဖြင့်제공되어 provide လုပ်ပြီးတော့မှတော့ဥပို့၍제공သွင်းသားရဲ့တိတ်ပြီး provide လုပ်တာကိုပြောတာထောက်ပံ့တာပေးတာပေါ့အဲ့လိုမျိုးပြီးရင်အနေနဲ့လုပ်ပေးတာနော်လုပ်ပေးပြီးတော့ပို့၍ဖြောလေးဟာကိုအဆင်ပြေပြီးတော့မှဆယ်လုံးသွင်းကုန်ကန်တော့ဆယ်လုံးသွင်းတာစတိုင်ကြတာတစ်လွင်ပြီးစတိုင်ကြတာကိုပြောရတော့ပေါ့စတိုင်ကြတဲ့ခုံးကန်းနော်ဒီမှာတော့တစ်လွင်နေပဲမထည့်တော့ရောကိုရင်စတိုင်ကြရလို့ပြောရင်ရတယ်နော်လူမဟုတ်တဲ့လူမရှိတာလို့တော့ပြောလို့မရဘူးပေါ့နော်ဇယ်လုံးတဲ့တာတခုခုနဲ့အမှန်တိုင်းပြောလို့ရှိရင်ကိုက်ညီပြီးတော့မှမိမိုင်နေတာပြောတာမျိုးကိုပြောချင်တာဇယ်လုံးတဲ့ကုန်းကန်းနော်ဒီလိုနေရာတွေကိုဂျဲကုန်းဟောက်ကို있습니다ထောက်ပံ့ပေးလျက်ရှိရဆိုဂျဲကုန်းတွေတော့ဒီနေ့မှာထောက်ပံ့တယ်လို့ပြောရတဲ့ဒီလိုနေရာတွေကိုပေးရလျက်ရှိတယ်ဒါမျိုးပြောချင်တာရမယ်နဲ့တူတယ်โอเคအဲ့ဆို여러분ဘာကြံအောင်လဲနောက်တစ်ပတ်ကြံတော့ပြီးသွား그러면 여러분 뭐만 정보 이 정도면 이해할 거라고 믿고 다음 읽기 분야에 한번 가도록 하겠습니다.